Hello မင်္ဂလာပါနော်မမေနောက်တစ်ခါချီပန်းထိုးဒီဇိုင်းလေးပြပေးမယ်ရှင်ဒါလေးကမမေတို့3ရောင်ရှိရပေါ့နော်မမေတို့စုံချင်းပြပေးမယ်နော်ပထမဆုံးပြပေးမယ့်ရောင်လေးကဒီအစိမ်းရောင်လေးပေါ့နော်အစိမ်းရောင်လေးပါရှင်အင်ကြီးလေးကမမေတို့ရင်ပုံးလေးပေါ့နော်ရင်ပုံးလက်တူလေးပါရှင်ဒါလေးကဆိုလို့ရှိရင်မမေတို့ချီပန်းလေးထိုးထားတာပေါ့နော်ချီပန်းလေးအနီးကလေးပြပေးမယ်နော်ချီပန်းလေးထိုးထားတာပါရှင်မမေတို့အပေါ်ကကတ်ထားတာမဟုတ်ပါဘူးနော်ချီပန်းလေးထိုးထားတာပါရှင်အင်ဂျီလေးကဒီပုံစံလေးပါပြီးလို့ရှိရင်မမေတို့ထမိန်ဆိုလို့ရှိရင်လည်းเนาะပတ်ထမိန်လေးပါပတ်ထမိန်ရဲ့အနားလေးမှာလည်းမမေတို့ရင်ပုံးနဲ့အတူတူပေါ့เนาะရင်ပုံးနဲ့အတူတူလေးထိုးပေးထားတယ်ရှင်သူတွေကဆိုလို့ရှိရင်မမေတို့ကတ်ထားမဟုတ်ဘူးเนาะမမေတို့ဒီမှာအထက်လေးပြပေးမယ်เนาะဒါမမေတို့ထိုးထားပါရှင်ထိုးထားတဲ့ပုံလေးပါမမေတို့ဒါလေးကကြတော့လေကော်ပီမပါဘူးရှင်ကော်ပီမပါပါဘူးဒီပုံလေးပါရှင်အင်ကြီးလေးကရင်ပုံးလေးနဲ့ထမင်းရဲ့အောက်အမိတ်လေးမှာမမေတို့ဒီလိုလေးထိုးပေးထားရှင်အရန်လာတော့ဒီဇိုင်းလေးပေါ့နော်view လေးနဲ့ဝတ်ချင်တဲ့မမေတွေအတွက်ကြတော့ဒီဒီဇိုင်းလေးပါဒါလေးကတက်ရောင်နော်မမေတို့နောက်ထပ်ပြပေးမယ်ရှင်နောက်တစ်မျိုးလေးကပန်းရောင်လေးပါရှင်ပန်းရောင်လေးပြပေးမယ်ပန်းရောင်လေးကြတော့ထိုးထားတဲ့ပန်းဒီဇိုင်းလေးကတစ်မျိုးလေးဖြစ်သွားပြီပေါ့နော်သစင်ပန်းလေးဖြစ်သွားပါပြီရှင်ဒါတူမျိုးလေးထမင်းရဲ့အောင်နာလေးမှာမမေတို့ဒီဇင်ပန်းခက်လေးထိုးပေးထားပါတယ်ရှင်မမေတို့ကအပေါ်ကကတ်တာမဟုတ်ပါဘူးရှင်အသားမှာရင်မုံမှာထိုးပေးထားရပေါ့နော်ဒီပန်းအောင်လေးလည်းလာပါတယ်ရှင်နောက်တစ်အောင်လေးထပ်ပြပေးမယ်နော်နောက်တစ်အောင်လေးကကြတော့မင်းတို့အဝါလေးပေါ့နော်အဝါနုနုလေးပါရှင်သူလေးလည်းရင်မုံဒီဇိုင်းလေးကတော့တူတူလေးပေါ့နော်ပန်းလေးထိုးထားတာကွဲသွားတာပါရှင်သူလေးလည်းဒီလိုလေးပေါ့နော်ချီပန်းလေးပန်းကက်လေးထိုးပေးထားပါတယ်ရှင်အရန်လာတော့ပုံလေးပါမင်းတို့သူ့ကိုလည်းချမင်းလေးမှလည်းဒီလိုလေးအဖုံးချမ်းလေးမှလူလေးထိုးပေးထားရပေါ့နော်ဒီပုံလေးပါရန်လာတော့လေเนาะဒါလေးဆိုပြီးမင်းတို့တစ်နှစ်ကို2800နဲ့မင်းရောင်းပေးမယ်เนาะတစ်နှစ်ကို2800တစ်နှစ်တိုးတိုင်း1000တိုးသွားမယ်ပေါ့เนาะဒီပုံလေးပါရှင်ဆိုတော့ဒီပုံလေးเนาะဒါလေးကဒီပုံလေး2မျိုးပေါ့ရှင်3မျိုးလေးထိုးပေးထားရရှင်ကြိုက်တာလေးမှလို့ရတယ်ဒါလေးရမင်းတို့ကြာချိန်လေးရှိရเนาะကြာချိန်လေးရှိပါတယ်ရှင်ချက်ချင်းကြီးမရပါဘူးရှင်ပန်းထိုးလေးဖြစ်တဲ့အတွက်မင်းတို့ရက်လေးတော့စောင့်ပေးရမယ်ပေါ့เนาะမင်းတို့ရကြလို့ရှိရင်မင်းရှိမှကြိုပြီးတော့မှာပေးရပါမယ်ရှင်ခုလောလောဆယ်ဒီ3ရောင်လေးရအောင်မယ်ရှင်ကြိုက်တဲ့ဒီဇိုင်းလေးကို screenshot လေးရိုက်ပြီးတော့မှမင်းရှိမှမာလို့ရတယ်ပေါ့နော်ဒီပုံလေးလည်းအရန်လာတယ်ပန်းလေးလည်းလာတယ်ဒီစိမ်းလေးပေါ်မှာလေးလည်းလာတယ်ရှင်ထမိန်နေမှာလည်းထမိန်တိုင်းမှာအောက်အနားလေးမှာပါတယ်နော်ဒီပုံစံလေးပါမင်းတို့ဒါလေးတွေမင်းရှိမှ order တင်လို့ရပါပြီဒါလေးကတော့ချက်ချင်းမရဘူးပေါ့နော်ရက်လေးစောင်းရပါတယ်ရှင်ကျေးဇူးပါ